တရားတွေညီချင်းစီချစ်စိတ်နှလုံးအေးချမ်းလေးမျက်နှာရွှင်ပြပြုံးလာလာဒီတာပေါ်များကြည့်ကြည့်မှာဖျားတည်းရောဒီတရားတွေချင်းချင်းဒုက္ခဖြစ်ချင်းကြည့်လို့ပါသည်မာတာယထာနိယဗုဒ္ဓမိခင်ကြီးတွေ့တာငင်းနေပမာလေးထွေးခြင်းနာရှိလူပါသည်သူတပါးတော့ပေါ်၌အမြတ်ထွက်ချီကင်းလို့ပါသည်